limit မရှိတဲ့နေရာမျိုးမှာကိုယ့်ရဲ့ creativity စွမ်းရည် limit တစ်ခုပါပဲဆိုတော့ဒီနေ့မှာကျွန်တော် micro hako ချက်တယောက်ပြန်ပြီးတော့အသက်ရှင်နိုင်ခဲ့ပြန်ပြီးတော့ကျွန်တော်တယောက်တည်းလည်းမဟုတ်ပဲကျွန်တော်ရဲ့ NPC မောဖြစ်တဲ့ကောင်းမလေးတယောက်နဲ့အတူတူအသက်ရှင်သွားမှာဖြစ်ပါတယ်ဆိုတော့ရက်တရားမှာဘယ်လိုဖြစ်သွားမလဲကျွန်တော်ပဲတည်သွားမလားဒါမှမဟုတ်ကျွန်တော်ရဲ့ NPC girlfriend လေးကိုပဲကဲနိုင်တော့မှာဘယ်လိုဖြစ်သွားမလဲဆိုတော့စကြည့်ကြအောင်ဗီဒီယိုလေးကိုစလိုက်ကြတာပေါ့ဒါကတော့ကျွန်တော်ရဲ့ micro hako ရက်တရားရဲ့အစားဖြစ်ပါတယ်ကဲဆိုတော့နောက်ထပ်ရက်တရားထိကျွန်တော်ဒီဟာကိုဟိုရမှာသက်ရှိရတော့မှာပဲစွန်းဆွဲလို့လည်းမရโอเคဒါလေးကပါလေ so spare best friend forever ရရလေးဟာစိတ်လျှော့အမကြီးစိတ်လျှော့အမလေးအတူတူအသက်ရှိရမှာဆိုတော့ပျော်စရာကြီးပါဗျာဟေးလို့ဘာလဲအလုပ်လုပ်မပေးချင်အလုပ်ဟိုဟာတက်ပဲခုတ်ပေးချင်တော့လားဟုတ်ကိုရီးယားအဖြူကိုရီးယားမီးကွာမီးဆိုတော့ရေခဲညမလေးနဲ့ညာပါချစ်စရာလေးပါဟိုတက်ပင်ခုတ်ပေးငါပြောချင်တာတခုပဲမဟုတ်ပါဘူးကြောက်ခဲတူးပြီသူကအလုပ်လုပ်တယ်ဒီမှာချိန်နေရေးထားကြောက်ခဲတူးတဲ့ service မပါအောင်အမာကြီးတို့ရဲ့ service ကလည်းညံ့လိုက်တာနော်ပြောတော့ပါဒါဆိုရင်တော့ကျွန်တော်ရခေးဆုံးစားလိုက်ကြတော့ day 0အဲ့လိုနဲ့ဆော့ဆာချင်းမှာကျွန်တော်တို့ကြောက်ခဲတူးရပါတော့သူကကျွန်တော်ကြောက်ခဲကူမတူးပြီးတော့ကျွန်တော်မှတယောက်တည်းတူးနေတာပြီးတော့တက်ပင်နဲ့ခုန်ပေးဘူးအဲ့လိုမျိုးနဲ့ကြောက်ခဲတွေမှန်ပြီးတော့ခါကျကျွန်တော်လက်နက်တွေupgrade မြင့်ပြီးရခါကျကျွန်တော်အတိုးတွေလိုက်တက်ခဲတယ်ဘောနော်အဲ့ပြင်လေးနည်းနည်းထွက်ပြီးတော့ဘာလို့ဆိုကျွန်တော်ဟောက်ကောမှအသက်ရှင်နေရလိမ့်မအဲ့လိုမှမရတာကို့မှလည်းဘာမှမရှိဘူးတဲ့ဒီအဲ့လေဆိုလည်းရှိရမှာပဲလေကွာအဲ့လိုနဲ့ကျွန်တော်မြင်းစည်းဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့မြင်းကကျွန်တော်လုံးဝမစည်းနိုင်ဘူးဗျာမြင်းမို့ဝတ်တက်လို့မရဘူးအဲ့နဲ့စိတ်ပြက်နဲ့ရင်နာနဲ့ထွက်ခဲ့တာပေါ့ငါ့စီးခွင့်လုံးဝမပေးဟာတော့မြင်းမဲတွေကဘာလဲညိုးညင်းတာဟာပြီးတော့မီးသွေးလေးပါတော့မီးသွေးလေးပါမိုင်းလိုက်တော့အလောခီတွင်နဲ့ညာရောက်လာတဲ့ခါကျတော့ကျွန်တော်အဲ့အားလေးလုပ်ပြီးတော့ဘောက်လဲဆက်လိုက်ပါလေရလှတော့ရှိတယ်ရေကူးရင်လားကူငါပြေးပြီမင်းထားပြီငါပြေးပြီဘိုင်အားလိုက်လာသေးခေါ်ရမှာတော့လိုက်လာမှာပေါ့အတန်လေးနောက်ဆက်မိရရှင်တော့မှာမိုက်ကမကောင်းလို့လေးဖြစ်သွားပါတော့အဲ့ဒါနဲ့ friend ရဲ့ထုံးစံအတိုင်းခေမြင်ဆင်းကျင်ပေမဲ့အကြောက်တရားကြီးလက်ကင်ထားနေတဲ့အတွက်ခေတဲ့မစင်ပြန်တက်လာခဲ့လိုက်ပါပဲဟုတ်ဟာကောမုတ်ဆိုလို့ရှင်သိရမလားကျွန်တော်အဲ့လိုမျိုးတိတ်ပြီးခေတဲ့တိတ်ဆင်းတာမိုင်းနာမဟုတ်အဲ့လိုနဲ့ခေကြီးတခုတွေ့တယ်ပေါ့နော်အဲ့ဒါနဲ့ဝါဒီခေကြီးကတော်တော်မိုက်တာပဲဆိုပြီးတော့ကြည့်ပြီးရဲ့နောက်ပိုင်းအိုင်နာလေးမှာကျွန်တော်အဲ့ရလေးလုတ်ခဲလိုက်တယ်ပေါ့နော် yeahနောက်ပိုင်းမှာဒီခေတ်ကတော်တော် memorable ဖြစ်စေခဲ့တယ်ဗျ။အာယုံလည်းရှိတယ်။အာယုံနေပေါ်တော့ပေါ်ဒါမဲ့ကြောက်စေရတယ်။ညောင်ကြီး။ဟာဘာလို့တော့အဲ့မှာအာယုံသွားမှရင်ထူးဆန်းတာလည်းစတွေ့တာပဲ။ The fuck? So what is that? ဘောနုနေသေးတယ်ကွာ။အားနဲ့သူနဲ့အဆင်ပြေသလိုချိန်လေးရှင်းပြီးတော့ကျွန်မအာယုံပြန်မှရင်ပေါ့နော်။ Hello day 2အမမိုးလင်းကစားပြီးဒေဝမ်အကောင်တွေလိုက်ပြစ်လို့အမသူ့ကိုပြန်တက်နေရသေးရပေါ့နော်ကျွန်တော်လည်းဟာဒီကောင်ဘာအောင်လဲပေါ့နည်းနည်းချင်းနေကြည့်ပြီးမှအသက်ဖြတ်လိုက်ပါတယ်ကိုယ့်ရဲ့ကြံတဲ့ဘွားဒီမှာကျွန်တော်အာယုံနေပဲလိုက်မိုက်ခဲ့ပါတယ်ပေါ့နော်အဲ့ဒါပြီးအဲ့ဒီအချိန်မှာခေရမှာနူလေးတယောက် crafting လုပ်နေတဲ့အချိန်မှာပေါ့နော်အမှနူကြီးကိုလာတက်ပါတယ်လို့
Oh I know မနေနဲ့မအာနိုသေးတော့မယ်အာနိုမနေနဲ့ခဏလောင်နေလိုက်ဟုတ်တယ် baby ကိုယူကားွယ်ပါအောင်အမင်းကိုရသေးတော့မယ်အဲ့တော့ကြီးမဆိုးဘူးမှတ်တာပြောရမလားစကီးကနူတယ်ဒါပေမဲ့ကန်ကောင်းကျင်တော့ positive screen အမြန်လုံးသုံးရတယ်ငါဒါကြီးမသုံးတာကောင်းတော့လည်းပို့ပြီးတော့ဒါတစ်ချောင်းတော့ပြီးမှရကျွန်တော်ကဘယ်သေးမလဲဆရာကြီးလေစလာပါကန်ကောင်းလို့ပါဗျာဒါလို့နဲ့ကျွန်တော်ဟောက်ဟောလီကဆက်ပြီးတော့သွားနေခဲ့တယ်ပေါ့ဗျာပြီးတော့ညရောက်နေပြီဆိုတော့ကျွန်တော်အထက်မှာပဲနေလိုက်တယ်ပေါ့နော်ပြီးတော့အာယုံမိုင်းမို့သူ့ထိုင်ခိုင်းပြီးသူ့ဖယ်ရသေးတယ်ရေးထဲမှာကြားညံ့နေတယ်ဒိုင်မွန်သွားမိုင်းမို့အာယုံသွားမိုင်းလို့ကမရဘူးသူကညံ့နေတယ်နေလာလိုက်အဲ့လိုနဲ့မနဲ့မိုးလင်းတဲ့ခါကျတော့သူလေးနဲ့အတူတူဒီနားလေးမှာသူပန်းဖြေခဲ့တယ်ပေါ့နော်မနဲ့လေးမိုးလင်းတဲ့ခါကျတော့သူ့ရဲ့ပြုံးလေးကိုကြည့်ပြီးဒါစတော့မပါအဲ့လိုနဲ့၄ရက်မြောက်နေ့ကိုရောက်ပြီးတဲ့ခါမှာတခုမကောင်းတာတခုဖြစ်ခဲ့ရပေါ့နော်ရင်တရက်လုံးကရှောက်သွားပြီးအာရုံအမားပိုင်းလောက်ပြီးနေခဲ့ပေမဲ့ဒီရက်ကတော့ပထမဆုံးအနေနဲ့စိုးရဲရဖြစ်ခဲ့တာပေါ့နော်ဘလို့စင်အောင်What? Bro, what the fuck? Bro.အဲ့ဒါပြီးတော့ကျွန်တော်တီးလိုက်ရပါသူ့ကိုပြန်စပွန်လို့မရတော့ဆိုတော့ပဲသူကြလာတဲ့ပစ္စည်းတွေနဲ့ပြန်စပွန်လို့မရပါပဲနောက်ထပ်နီးတနည်းရှိအောင်ပါပါဆိုပြီးတော့ခေထဲမှာပစ္စည်းတွေမိုင်းအာယွန်တွေရအောင်ယူသွားအများကြီးရနိုင်တော့ယူသွားပြီးတော့အိုဘောထဲမှာလို့လောက်ရမယ်ဆိုတော့ပြန်လဲရှာဖွေခဲ့ပါတယ်အဲ့လိုနဲ့ရွာတရွာမှာငါတို့တဲ့ပစ္စည်းတွေရှိတော့မှာပါဆိုပြီးတော့အရင်ဆုံးရွာတရွာမှာလေပတ်ခဲ့တယ်ဗောနော်အဲ့လိုနဲ့ကျွန်တော်ရှားမဲ့ပစ္စည်းတွေတိသွားပဲပါအဲ့ဒါကတော့ကျွန်တော်ဂျပန်ရိုးရာပုံစံတစ်ခုကိုစောက်ရမှာဗောနော်အဲ့ဒါတိချင်းကျွန်တော်လည်းလုံးဖို့အတွက်ပစ္စည်းတွေရှားပြီးတော့ခါကြတော့နေရာအစ်ကိုပြန်လဲထွက်ဖို့လုပ်ခဲ့ပါတယ်Let's go. Oh yeah, mommy. I can't die right here, okay? အဲ့လိုနဲ့ပထမဆုံးရင်တွေ့ရတော့လာဝပိုးပေါ့နော်ဘာလို့လဲတော့မသိဘူးတော့လိုချင်တာပေါ့နော်လာဝပိုးရှိတဲ့နေရာမှာဒီနားကြီးဖြုတ်ဖို့လို့အဲ့လိုလဲဂျပန်ရိုးရာဟာပစ္စည်းကိုစောက်လိုက်တယ်ပေါ့နော်ကျွန်တော်လိုရတဲ့ပစ္စည်းတွေတော့ယူစောက်အဲ့လိုပေါ့ဒါပေမဲ့အဲ့ AI ကိုကျွန်တော်ထပ်စောက်ဖို့မကြိုးစားခင်မှာကျွန်တော် diamond နဲ့ရင်ရအောင်ရှာခဲ့ပေါ့နော်အဲ့ဒီနေ့ကတော်တော်ပင်ပန်းတာလုံးဝ diamond ရှာတာပင်ပန်းဆုံးနေပိုင်းနေ
မိုးဒီ အဲ့လိုနဲ့ diamond mine ပြီးတော့ခါကျညာအိတ်ရောက်နေလို့တော့ကျမ creeper ပေါက်နေလို့ဆင်မပြေလို့အားနဲ့အထက်မှာပဲစောင့်နေရတယ်ဗောနော်ဒီအိတ်ရောက်ပေါ့ ဘေဘီဇွန်မီတို့ဘာလို့ဝင်လာနေဦးမရောင်နေအော်မိုးတော်ရွာနေမနဲ့ရောက်တော့ခဲဟဲ့ Oh my god. Oh. Yo. လှလိုက်တာ Wait. ကျွန်တော်ပြောဘူးတယ်မဟုတ်လားကျွန်တော်ရဲ့ဟိုတယောက်လေးနဲ့တော့ဘာဟိုပဲတယောက်တော့ကျွန်တော်ရဲ့ဟိုကောင်မလေးနဲ့ကျွန်တော်စဘာဆိုင်ချင်တယ်ဆိုတော့ဘာကြောင့်လဲကိုတို့သိမှာလားဒီလိုမျိုးလေးမိုးရွာကြီးကျွန်မစဘာလေးတူတူဆိုင်ချင်တယ်တော့အခုကတော့သူ့ပြန်ခေါ်ကြရောက်ပြီကျွန်တော်အပေါ်မှာနေရချိန်တော့အာရုံအမဝတ်မထားအာရုံအမရလွတ်တယ်ရုပ်ဆိုးရကြီးရတာအဲ့လိုနဲ့စပွန်နီမေးနေလို့စပွန်နီဘလိုပုံးကလည်းမသိဘူးကွာစိတ်ညစ်ဆိုပြီးတော့ကမှတိသွားတော့မှခါသူပြန်ခေါ်လာနိုင်ခဲ့ပါတယ် Oh, cake. Welcome. Ai ta này mà cha đâu trời. Đã này tụ.ပြန်လောက်တာနော်တိမ်ပြန်လောက်တာကိတ်မုတ်ကျွေးရသူလည်းကိတ်မုတ်ကြိုက်တဲ့စော်လေးလာမသိယိုးစောင်းနေကြလိုက်လာဒီလိုရေခေါ်တော့မျိုးဘဲမှမလို့တော့အဲ့လိုနဲ့ကျွန်တော်ဆင်ပြေတော့ကျွန်တော်ဒီမှာ nether portal လေးလုပ်လိုက်တယ်ဗောနော် nether portal လေးဒီအပိုင်းမှာ nether portal ကလုံးဝမလှပြီမဲ့နောက်ပိုင်းတော့ကျွန်တော် nether portal ကြီးကို share ရေးလုပ်တော့မှာဗောနော်ဒီအပိုင်းဆိုတာနောက်လာမယ့်ဗီဒီယိုပြောတာမဟုတ်ဘူးခဏနေကြရင်လာမနေဘူးလာတော့မှယူပြောတာ For somebody like me I'm married why အဲ့လိုနဲ့ဒီအပိုင်းမှာကျွန်တော်အိမ်လေးတိမ်လေးစောက်ခဲ့ဖြစ်ပါတယ်တော်တော်လေးမမိုက်ပြီမဲ့တော်တော်လေးလည်းမိုက်ပါတယ်ရိုးအိမ်ကြီးရတော့ပြီးသွားပြီအဘေးနားမြေကြီးရရှင်း Oh my god မိုက်ရမှန်နေဝတ်တထားဆိုလှရိုး
နည်းနည်းတခုတော့လိုနေလို့ခံစားရတယ်ကွာโอเคပေါ့အော်အေးပေါ့ပေါ့โอเคဆိုတော့အဲ့ဒါလေးတက်လိုက်ပြီးတော့အိမ်လေးကတော့လာသွားပြီကျွန်တော်အကြိုက်ဆုံးအိမ်လေး let's go ပြီးတော့ခါကျဒီမှာကျွန်တော်ဒါလေးတက်လိုက်မယ် yes letter ညအိမ်မယ် yes ဒီအိမ်လေးကျွန်တော်တော်တော်လေးကြိုက်တဲ့ပုံမှန်ဆောက်ထည့်နေတယ်ဒီအိမ်လေးနည်းနည်းထူးခြားရပါဘီလေးရရမ်းလိုက်မှာပဲသူချီးမြတ်မယ်နော်တခါတလေတော့သူ့ကိုလည်းခိုင်းစားတာပေါ့နော်ကိုယ်တိုင်ပဲလှုပ်ရတာပြင်းနေလေအေးလှုပ်ထက်လှုပ်ချင်လို့လားမသိဆိုတော့ခါကျကျွန်တော်ပင်တဲ့ကန်းစလေးမှာအေးဟာသူ့တော်မခေါ်လာမလို့ကွာနှပ်ပါတယ်ကွာဒီဝင်စည်းစာနဲ့တွေ့ရတာဆိုတော့တာယာမနေနဲ့အောင်ပြောမနေနဲ့ဟိဒိုင်မွန်ရင်သွားမှညာတော့โอเคဒီနေ့ထီများပေါက်လားမသိဒိုင်မွန်နေလည်းမှပြီးသွားဆိုပေါ်လည်းပြန်တက်လာဒီလည်း24ရောက်သွားပြီဒါလေးနည်းနည်းပြင်လိုက်တာပေါ့နော်ပြီးတော့ခါကျတော့ဒီကြားထဲမှာရက်တွေချသွားတယ်ဘာလို့လဲဆိုတော့ခါကျတော့ high string နဲ့လွှင့်တာနဲ့အဲ့မှာဆော့တဲ့ဟာတွေနဲ့ပါသွားလို့ပေါ့နော်လွှင့်တဲ့ချက်တွေပဲလို့အိမ်ထဲမှာအိပ်ရထားပါတော့တော်တော်လေးလည်းဆင်းမြင့်နေပြီရလဲ33ရောက်သွားပြီပေါ့နော်အဲ့လိုနဲ့ကျွန်တော်ဒီမှာဒီ Australia ညမိုင်းပေါ့နော်ကျွန်တော်ပြောရနေတာကိုပြောင်းလဲမယ်ဆိုတော့နေတာပေါ်တော်ပြောင်းလဲမယ်ဆိုတော့အဲ့မှာအကုန်လုံးစပြီးမိုင်းနေလို့နေဘောနော်ပြီးတော့ရှင်ကျွန်တော်တို့တွေကအဲ့ဒါကိုဘာလုပ်မှလဲဆိုတော့နေတာပေါ်တဲ့အလှစားကြီးထားမှလीဆိုတော့ခါကြတော့ကျွန်တော်နေရာကိုနည်းနည်းချိန်နေ34မှာပေါ့နော်ညက်ဒီရှင်းရတယ်ပေါ့ဗျာပြီးတော့အဲ့မှာစပြီးတော့ platform ခင်းဖို့လုပ်ပြီးညကရှင်းတော့ပြီးတော့platform နေခင်းပြီးရပြီးလို့ရှင်ထက်ခင်းတာပေါ့နော်ထက်ခင်းတော့လည်းထက်ခင်းတာပေါ့နော်ထက်တော့ခင်းလိုက်တာပဲအဲ့မှာမိုးလေးရွာလာတော့ထက်ခင်းတာပဲမိုးရွာခင်းမိုးမရွာလည်းခင်းထက်ခင်းတာပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီတော်ဒီစင်မှာထားပြီးခဲ့ပါတယ်အဲ့လိုနော်တော်တော်လေးတော့မိုက်ပါတယ်ကိုလိုလိုကြိုက်လာတော့မသိဘူးကျွန်တော်ကတော့နည်းနည်းသဘောကျမိဘာလို့ဆိုတော့သူတို့လှရမှာကျွန်တော်မလုပ်ဘူးသေးလို့ဗျအဲ့ဒါပြီးရင်တော့ကျွန်တော်အဲ့ decoration ပိုင်းအောင်နည်းနည်းသွားတယ်အဲ့လမ်းလေးနည်းနည်းပြင်တယ်ပေါ့နော်အဲ့နေတာရလေးထားတော့လှမလားလို့ကျွန်တော်ကောင်မလေးကလည်းဝါရှေ့ကနေဝင်ကားနေတယ်နော်ပြောစင်တော့ပြီးတော့ခါကျတော့ကျွန်တော်အိမ်နဲ့လမ်းလေးဆက်ပါတယ်အဲဆိုလမ်းလေးရှိတော့မိုက်တာပေါ့ဗျာအဲ့ဒါပြီးတော့ကျွန်တော်ထပ်အိတ်တယ်ပေါ့နော်ဒီနေ့ညသူကလည်းလာအိမ်ဘေးမှာလာထိုင်မယ်ဆိုတော့သူလည်းထိုင်နေပါမနေ့ရက်နေဟာထားပါတော့အဲ့လိုနဲ့ဒီလည်း39ရောက်သွားပြီသူနဲ့လည်းစကားပြောအေးဆေးပဲပေါ့ဗျာဒီလက်ပိုင်းနေရတော့ဟိုမိုက်တယ်ပေါ့နော်အဲ့မှာကျွန်တော်သတိရလိုက်မိရကျွန်တော်အဲ့အရင်တစ်ခေါက်တော့မြင်းလေးတစ်ကောင်မွေးတယ်ကိုတော့မသိလိုက်ဘူးအဲ့ဒီမြင်းလေးအတွက်နာမည်လေးကတော့ခုထိမသိသေးပေမဲ့သူ့အတွက်မြင်းချန်လေးစောက်ပေးလိုက်တယ်ပေါ့နော်အဲ့မှာသူ့ကို surprise ဆိုပြီးမြင်းကိုခေါ်လာလိုက်တယ်ဒီ2ရက်လောက်တော့ကြာသွားတာပေါ့နည်းနည်းဒီဇိုင်းဆွဲရနေလှတော့မလှပါဘူးအဲ့မှာမြင်းကို360လောက်ပြီးတော့ခေါ်လာလိုက်တယ်မြင်းလေးကြိုက်မလားတော့မသိဘူးဗျကြိုက်ဖို့ပဲမျှော်လင့်တာအဲ့ဒါပြီးသူမြင်းလေးအတွက်လုံးဝစပားတွေရောရေတွေရောထားပေးရတယ်ပေါ့နော်ပြီးတော့ထပ်အိပ်ပါတယ်အသိငါအိပ်ပုတ်ကြီးရဲ့သူကြီးကြာနေရပဲညရောက်လို့တာအိပ်ရတာပါဗျာဒီကြောင့်39တော့ရောက်သွားခဲ့ပြီတာယာလိုက်တာအဲ့လိုတွေးနေတာတာယာတာပေါ့တဲ့အမှအချမ်းလေးတွေပဲနေရာထားပြီးနည်းနည်းတော့အချက်လိုက်သေးတယ်ပြီးလို့ရှိရင်ကျွန်တော်ပစ္စည်းလိုအပ်တာလေးရှိလို့ကိုးသွားတယ်မို့နေသားလေးသွားတယ်ပေါ့နော်အမှပီကလေးနဲ့သွားထွေတယ်ကျွန်တော်လူချင်တဲ့ပစ္စည်းအဲ့ဒီ Cry Obsidian ကတန်းရလိုက်တော့ပြောတာပေါ့ဗျာအဲ့ဒါပြီးတော့ကျွန်တော်အိမ်ပြန်လာချိန်မှာညမှောင်နေတဲ့အတွက်မြန်ပြေးပြီလေကိုရဲ့နောက်ကြလို့ကမရတော့ဘူးမြန်အိပ်ပြီးတော့ခါကျတော့တာရတာပေါ့အချက်လုပ်တဲ့ဟာပဲပြရတာအဲ့လိုနဲ့ day 40ကိုရောက်သွားခဲ့ပါတယ်အဲ့မှာကျွန်တော်လူချင်တဲ့ပစ္စည်းကိုခွက်ပြီးပေါ့နော်ဒီမှာကျွန်တော်ရဲ့ဂျပန်ရိုးရာဒီမှာအဲ့ဒါကတော့ဓာတ်ပုံရိုက်တဲ့ဟာကင်မရာဘာလို့ဒီဓာတ်ပုံရိုက်တဲ့ကင်မရာကတော့ကျွန်တော်ကကောင်မလေးကိုဓာတ်ပုံရိုက်လိုက်ပြီဆိုလို့ရှိရင်သူကဓာတ်ပုံဖြစ်ပြောင်းသွားတာပေါ့နော်ခဏဓာတ်ပုံပဲလိုက်ရောဓာတ်ပုံအေးဒီမှာဓာတ်ပုံရိုက်ပြီးသားဖြစ်သွားတာပေါ့နော်
အဲ့လိုတပုံရပြီးသားဖြစ်သွားတာတော်တော်လေးအသုံးဝင်တယ်ဗောနော်တနည်းအားခေါ်သွားခြင်းရှင်သူလမ်းလျှောက်ခိုင်းကြမလို့ကျွန်တော်က inventory ထဲထည့်သိမ်းထားလို့ရ so cool bro အဲ့လိုနဲ့ဒီရပိုင်းနေတယ်နည်းနည်းရှောက်သွားပြတယ်ပေါ့အဲ့လိုနဲ့ဒီရပိုင်းကတော့တူတူမရှိပါဘူးတူတူကတင်ပေါ်မှာအိတ်ကြတာပဲရှိပါတယ်yo chill bro ဒီရပိုင်းရဲ့ဒီလိုပဲဖြတ်တန်းခဲ့လိုက်တာပါဗျာ49အထိတော့ကဲဒီ90ရောက်သွားပြီ let's go ကျင်လိုက်တဲ့မနက်ခင်းလေးပါကွာယိုတဲ့လေးရောဒီဖက်မှာဟိုအဲ့စာအုပ်ကြီးอ่ะစာအုပ်ကြီးဘယ်တော့ရောက်လဲငါမလုပ်တော့ပါဘူး what a cute ယူမနော်ခဏဟမ် bro မင်းကြီးစာကိုဖတ်နေပြီဆိုရင်ငါပြောချင်တာမင်းတို့လည်းဆောင်နေပြီရှိတယ်။မင်းအဲ့ဟာကျဲကိုလုပ်နေမှာ။ဒါမင်းတို့အဲ့ဒီလက်ဆောင်လေးကိုဒီဝေါ်ရက်တရပြသွားရင်ပြမှာပေါ့။အခုကတော့ကြည့်တယ်မှာ နောက်12ရွက်တယ်ဝါ ။မင်းကြိုက်မှတေးကြပါရဲ့။ရက်တရပြသွားရင်ဆိုတော့နောက်ဆုံးစာမျက်နှာကြည့်လိုက်ပါ စာမျက်နှာ12ခုပဲရှိအောင်လူကြီးနောက်ဆုံးစာမျက်နှာစောင်းတော့မပြီးသေးဘူးကြည့်လိုက်တယ်စာရေးထားတာ12မျက်နှာဖြစ်ထပ်တော့လို့ရတယ်စာမထိုးသေးဘူးဘာလဲဆောင်ပြောချင်တာလဲသူပြန်ပေးထားတာ この命ご主人様のために捧げますね美味しいものをくれるご主人来ました မနွားသွားမယ်ရန်ကားတယ်တော့ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဟုတ်တယ်ဒီတစ်ခေါက်ကလည်းပုံစံမတူတော့ 主人様 ဒီခေါက်က texture ပဲလေးဖယ်လိုက်တာဒါမှအရင်တိုင်းတော့လှနေတယ်ဟိုဆိုဒီတစ်ခေါက်ကတော့အာမာဝဲလို့ရသွားရင်ဒီတစ်ခေါက်ဒီတော့အာမာကလုံးဝကြည့်ရလုံးဝစိုးနေလို့မွေးဖူးပေါ့ဒီတစ်ခေါက်တော့ဝဲလိုက်ပြီ お砂糖がなきゃ始まりませんよありませんよはい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 クリームありやねကွာお砂糖がなきゃ始まりません texture ပဲဖြုတ်လိုက်တော့လေအရင်လှနေစမြဲပဲငါကလေးမလေးစကားပြောနေရတော့လန့်မြင်ရတယ် အဲ့လိုနဲ့ကျွန်တော်နေသားတိုင်းမိုင်းမှုအတွက်နေသားရုပ်သွားခဲ့ပါတော့နေသားတိုင်းမိုင်းမှုပါဘူး Fortress တော့ဘာလို့သွားရှာဖို့တော့ဗောနော်အဲ့ဒါကျွန်တော်သွားလိုက်ကြရအောင်အဲ့လိုနဲ့ကျွန်တော်အရင်တစ်ခေါက်ကသွားခဲ့တဲ့အဲ့ဟိုဘက်လမ်းအတိုင်းပဲကျွန်တော်သွားခဲ့တယ်ဗောနော်အဲ့နားလေးမှာရှိမလားလို့ဘာလို့လဲဆိုအဲ့မှာ
ဘိုင်ယုံကအဲ့ဒီဘိုင်မှာ fortress ရှိလို့များတဲ့ဘိုင်ယုံဆိုတာနဲ့ကျွန်တော်တို့သွားခဲ့တယ်ပေါ့နော်အဲ့မှာဖြည်းဖြည်းချင်းလမ်းကိုမှန်မှန်လေးရှောက်ပြီးတော့ ငါဆရာကြီးကွာ အဲ့လိုနဲ့ဒီတောထဲကိုလည်းဖျက်လာခဲ့လိုက်တယ်ပေါ့နော်သွားရတယ်ခင်ဗျသွားရတယ်တွေ့မလားမတွေ့နိုင်ဘူးကြာကြီးပဲโอเคဆိုပြီးသွားတယ်ပေါ့နော် ဒါပြီးလဲတူပဲလို့ဒီပြီး Let's go mommy အဲ့လိုနဲ့ကျွန်တော်နဲ့တော့ fortress တွေ့တော့ခါကျတော့အောက်ကိုဆင်းမလို့တယ်ပေါ့နော်ဖြည်းဖြည်းချင်းပါပဲရမ်းကြီးမြင်မြမအောင် လှုပ်လိုက်တော့တဲ့အမလီငါ့ကိုလက် အဲ့လိုနဲ့ဒီ wall ထဲမှာပထမဆုံးအကြိမ်ကျွန်တော်နေသားတဲ့ဝင်ခဲ့လိုက်ပါတယ် A Terrible Fortress အဲ့လိုနဲ့ Blaze Spawner တွေ့ရခါကျ Blaze Spawner ကနေပြီးတော့ခါကျအဲ့မှာ Blaze တွေတက်ပြီးတော့ Blaze တော့ရယူခဲ့တယ်ပေါ့နော် ဘာရောက်ဒီစစတန်ပိုးရှင်းအဲ့လိုနဲ့အကောင်လုံးလည်းရယူပြီးကျွန်တော်ပြန်ထွက်လာလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်သွားနေတော့မှကျွန်တော်သိမလို့သွားဖြစ်တယ်ပေါ့နော် မလီဘာလို့ငါကြောက်ထိတ်တော့ချောင်းလို့How did I spy that? Yo, that is so. အဲ့လိုနဲ့ကိုယ့်ကိုယ်တော်ဘာဖြစ်ခဲ့မှန်းလည်းမယုံခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ပုံမှန်ဆိုကျွန်တော်ကဒီတိုင်းလုံနေလို့ရှိရင်အဲ့လိုမျိုး clash တက်လုံးဝမရဘာဖြစ်အဲ့လိုနဲ့ကျွန်တော်အိမ်ပြန်လောက်ရှာပြီးတော့အိမ်ကိုရောက်အောင်ပြန်ခဲ့တယ်ပေါ့နော်အဲ့နေ့က အဲ့အနီးအောင်အရေးတယ်ဝုန်းအနီးအောင်အရေးလေးတဲ့တွေးလောင်းလို့ယိုမလို့လားမိုးရွာနေပါလေတဲ့ You know like flames ဓာတ်ဆိုအရန်ကောင်းတယ်ကြည့်ရဓာတ်ကင်တဲ့ဒီဇိုင်းကိုပဲရှု အဲ့လိုနဲ့ကျွန်တော်အိတ်လိုက်တာမနဲ့ရောက်သွားတယ်ပေါ့နော်ဝါ何を食べに行くんですかワクワク အဲ့လိုနဲ့ကျွန်တော်တာယာရဲ့နောက်တည့်ရမှာအဲ့အာမာလေးပါလေးအချမ်းနေလုံးနေပေါ့နော်ဒါလေးကောင်းလားကောင်းမှုဒါလေးကောင်းလားprotection 2ဒါလေးကောင်းလားဆိုပြီးတော့ self defense ဟိုတို့တက်ထားတယ်ပါဖဲတာဖဲတန်ပါလေအဲ့တော့တန်နေရော အဲ့လိုနဲ့ကျွန်တော်ဗတ်ရှင်သွားရှာလို့လုပ်ပြီးမှဒိုင်မွန်လေးပါဂိုးလေးတော်တော်လေးမိုင်းလိုက်ပါအောင်မယ်ဆိုပြီးတော့ခါကျတော့အိမ်ပြန်ပြီးခေတဲ့ဆင်းပြီးဂိုးပြန်သွားမိုင်းလိုက်သေးရပါတော့ One eternity later. โอ้ခေတဲ့ကြာကြီးဆင်းလိုက်ရတယ်လို့လို့ရီတော့ပေါ်ရောက်တာနဲ့ညတန်းရောက်သွားပါတယ်လို့ခေဝါး အဲ့လိုနဲ့ကျွန်တော်ဒိုင်မွန်တွေရောဂိုးတွေရောအများကြီးရခဲ့ပြီးတော့အိမ်ပြန်လာခဲ့ရတယ်ပေါ့နော်ဝါလုံးဝပျော်စရာကြီးပါဗျာအဲ့လိုနဲ့တခုပြီးတခုကျွန်တော်furnace တွေကိုကျိုးတယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ရဲ့ found ကိုပါနည်းနည်းချဲ့လိုက်သေးတယ်မိုက်သွားအဲ့လိုမျိုးတွေပြီးတော့ခါကျကျွန်တော်နေသားလေးကိုပြန်လာခဲ့တယ်ဗောနော်ဘာလို့ဆိုကျွန်တော် passion လို့ပဲဗောနော်အဲ့ passion မှာကျွန်တော် netherite armor လေးတွေလုပ်ချင်တာနဲ့ဗောနော်အဲ့ဒါနဲ့ passion ကိုသွားဖို့ key လေးစားခဲ့လိုက်တယ်နောက်ဆုံးတော့ရောက်ပြီငါဘာလို့ passion ကိုဒီလောက်ထိလာရှာရတာ For what bro For what အဲ့လိုနဲ့ passion ရောက်ပြီဆိုကျွန်တော်ကတော့ passion မှာ identity ကိုအသိမှာပဲ let's go နဲ့ကျွန်တော် piglin နေစီကနေပစ္စည်းပါရယူလုပ်သေးတယ်ဗောနော်ဂိုးတွေနဲ့ဒါနဲ့လေဒီထဲမှာလေအဲ့ magma cube လေးရချစ်စရာလေးသိလားဒါပေမဲ့ခတ်တာဒီကောင်ကြီးကချတော့ငါ့ကိုတော့လိုက်ချသေးရဆိုချစ်စရာမကောင်းတော့ဒါပေမဲ့ပုံလေးရောချစ်စရာလေးပါ let's go ဆိုပါဦးလေအဲ့ဒါပြီးတော့ကျွန်တော် under pair လေးများယူရမလားဆိုပြီးဒီက piglin နဲ့နည်းနည်း straight ခဲ့တယ်ဗောနော်ရမ်းမကြပါဘူးတော်တော်လေးကြာသိလား
အဲ့လိုနဲ့အဲ့ဒါလေးပြီးသွားတာခါကျကျွန်တော်ပြန်လာခဲ့လိုက်တယ်ဗောနော်ဖြည်းဖြည်းမှန်မှန်နဲ့လာပါကန်နဲ့ပြန်ပဲချင်းပြုတ်ကြမလဲပြီးပြန်လာရတယ် Oh my god ဝေါတော့တော်တော်ကြာသွားခဲ့ရွယ်မရောက်တာငါ့လက်လေးကလှတာပေါ့ယေအဲ့လိုနဲ့ဒီနောက်ပိုင်းနေရလဲနေတာလည်းပြန်ဝင်လာတယ်ဘာလို့လဲဆိုကျွန်တော် Asian Debris မှာမရှိသေးရနေတာလည်းအမှလုံးမဲ့သွေးသွားရတယ် Asian Debris မရှိသေးရနဲ့မှာကျွန်တော်လုံနေရသေးရပေါ့နော်အဲ့ဒါအတွက်ကိုအဲ့လိုနဲ့ Asian Debris ရလို့တော့ကျွန်တော်ယူခဲ့သေးတယ်ပြီးတော့ကျွန်တော်ရရနေတာ right လေးနဲ့ပထမဆုံးနေတာရဲ့အာမတစ်ခုလောက်ခဲ့တယ်ပေါ့နော်ဒီမှာအုတ်ထုပ်လေးprotection 3အောင်ရှိဘယ်လောက်မိုက်တော့ Okay well line oh my တဲ့ခင်ဗျာ Go bro ဟိုကတော့အများကြီးရဖို့ပဲလို့တော့ お腹すきます Let's go တမ်ပလိတ်လေးကိုတင်ထားတာ 予備の道具も必要ですよ လောလောဆယ်ကတော့ creeper တွေစောင့်အောင်ပဲနေတာ right တွေအများကြီးရအောင်လို့ Okay အခုလေအဲ့ Nether Quest တော့မိုင်းတဲ့ခါကျမှလေကြည့်အောင် Asian Debris 2ခုတောင်22ခုတောင်တွေ့အဲ့ကျွန်တော်အဲ့ TNT နဲ့ဖောက်ခဲ့ဘေးနားလေးအဲ့ Nether Quest လေးများတွေ့မလားတော့မိုင်း Yes ဆိုကျွန်တော်အဲ့လိုမျိုးကိုရခဲ့တာပေါ့နော်ကျွန်တော်အဲ့ဟာကိုဗာလဲအဲ့ Creeper တွေတက်ပြီးတော့ Gun Mountain တွေနဲ့ TNT တွေလောက်ပြီးတော့လေအဲ့လိုမျိုးမိုင်းတာဟိုကအများကြီးရတာဗျာကျွန်တော်လုံးဝ share ပဲပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တော့ကြွေသွားလုံးဝနောက်ဆုံးတော့အမောင်လုပ်လို့ရပြီဆိုပြီးအော်ဒါနဲ့ကျွန်တော်လမ်းမှာခီးသွားနေတယ်လေကျွန်တော်ရဲ့ကလီမာလေးအတွက်ကျွန်တော်ဒီမှာဖင်းရှိလေးပါယူလာခဲ့သေးရပါတော့အဲ့ဒါဗီဒီယိုကပြတ်သွားတဲ့အပိုင်းလေးတွေမှာပါသွားတဲ့ဟာလေးရှိလို့ပေါ့နော်ဖင်းရှိလေးတကယ်မိုက်တယ်ပဲကျွန်တော်ကိုယ်တိုင်စိုးထားမှာမဟုတ်တော့တကယ်ရှာတွေ့ထားတာလမ်းမှာကောက်ရတဲ့ခွေးသားဟောပါတိုးသားလေးတိုးလေးပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ရဲ့ Pickaxe တွေပါညာအဆင့်မြဲတာပေါ့နော်လုံးဝ efficiency 5တွေပါညာဖြစ်အောင်အဲ့ဒါ chest plate ကကြောင့်လည်းအဆင်မပြေသေးလို့ဆိုပြီးတော့ခါကျကျွန်တော်ဒီမှာဘောင်းမီနဲ့ဖနက်နဲ့အုတ်ထုံးနဲ့နေသားတဲ့ဟာတွေဝတ်ပြီးတော့ခါကျကျွန်တော် clean မလေးနဲ့တူတူ fine ရဲ့ဘေးမှာလမ်းလျှောက်နေရပါတော့အဲ့ဒါမော်ဒယ်ရှူCover me in debris I am the netherite god Netherite ရပါ Let's go full netherite This is the coolest thing Let's go အဲ့လိုနဲ့ကျွန်တော်ရဲ့နောက်ဆုံးတစ်ခုလုံးစရာကြံတော့တယ်ငကောင်းသွားတတ်ဖို့အတွက်ကျွန်တော်ပစ္စည်းပြင်ဆင်ပါတော့တယ်ဝေးဒီ84တောင်ရောက်ပြီးတော့ဘာလို့ဟိုကမပြင်သေးရလဲရော့ချင်းပြောင်းလိုက်အဲ့ဆိုတော့ကျွန်တော်သွားတက်လိုက်ရအောင်ငကားယူဒါတော့ရှေ့တခဏဖြုတ်ထားဖုံးဘူးလုံးလားအမရပုံစံပြောင်းတော့ခုလိုတတိထားမိပါပါအဲ့ဒါကျွန်တော်ဒီမှာပေါ့နော်အဲ့စာအုပ်စင်မှာဟိုအဲ့ ice spine ဆိုလားအဲ့ template ကိုတွေ့ရတယ်ကျွန်တော်အမမကောက်တက်လိုက်တယ်ပေါ့နော်အဲ့မှာ redstone ကမရှိတော့ခါကျနီအောင်လေးကမရလိုက်ဘူးအားနဲ့ကျွန်တော်တို့တွေဝင်သွားတာပေါ့ဗျာရုံလိုက်ရဘယ်လိုမှငါကြောက်ကောင်းမှမုန်းမှာအဲ့လိုနဲ့ flame ကသွားတဲ့အစမှာတယ်ပဲအမှားအစလောက်တာကန်ကောင်းလို့မလျှောတာအဲ့နေရာမှာတာမန်လူတွေဆိုရင်တော့မသိနေငါကန်ကောင်းလို့ကွာရော့ကွာ
Yo, that idea near mo. Yaga boony there. Let's go. Free the ad. Young you are. Yeah. No. အဲ့လိုနဲ့ကျွန်တော်ဒီ import ဒီဟာနေပေါ့နော် NCT ရှာဖို့အတွက်ထွက်ခဲ့ပါတယ်ခင်ဗျာအဲ့လိုက်ထွက်ယူရတော့မယ်လေ right ဒါနဲ့ကျွန်တော်ခုထည့်တဲ့အချိန်လေးကတိတ်လာတာဗျာတိတ်လာအဲ့ထဲမှာဆိုလို့ရှိရင်လုံးဝမြူလေးတွေစားနေရပါတော့တကယ်လုံးဝရန်လဲလှရပါတော့တကယ်လုံးဝမိုက်ပါရဲ့လို့အဲ့လိုနဲ့သွားနေတော့တိတ်မကြလိုက်ဘူးအန်ရှစ်နဲ့သွားတွေ့ရပါတော့ CD မတွေ့ဘူးရှစ်နဲ့သွားတွေ့ရခါကျတခါလဲရှစ်ပေါ်တက်ပြီးတော့သွားလိုက်တယ်ပေါ့နော်လိုက်ထွက်သွားယူလိုက် Sky at the limit နဲငါနေတာလိုက်တော့ရှိပြီတော့ Yo bro တော့ဟာအဘဘအာနေကေတဝေးပြန်တွေ့တော့တက်ခဲ့တယ်ပေါ့နော်ပြန်မယ်လေကောင်းတာဟေးလမ်းမှာအိတ်ခဲမိလို့တဲ့အိမ်မရောက်ဘဲနဲ့လမ်းလေးကောင်ကြီးရောက်နေပါတယ်တဲ့အိမ်ပြန်အောင်မယ် Home sweet home အိမ်ချိုအိမ် home sweet home အေးအိမ်ချိုအိမ် home sweet home home sweet home အိမ်ချိုအိမ်တန်ဂျပန်လိုကြီးအိမ်ကိုပြန်ရောက်သွားပြီ let's go ကောင်းလိုက်တဲ့အိမ်ချိုအိမ် どこに行きます？ အဲ့ဒီကံမောင်းတိုင်းနဲ့စာရွက်တွေနဲ့ fire rocket လုပ်ပြီးဆိုအလိုက်တော့လည်းပြန်ကြည့်မယ် oh my god မပြန်ရတာကြာပြီကွာကောင်းလိုက်တဲ့ feeling လေးကဲဆိုသူမကိုဒီမှာထားခဲ့ပြီးကျွန်တော်သွားလိုက်အောင်မယ်နော်သူမရေဘဘသူမသွားလိုက်ပြန်လိုက်နေတယ်လို့ပါပဲအခုလောလောဆယ်တော့ fire rocket ကြီးနဲ့ပြန်ပြီ hey superman အေး wait ကြာနားလာကြီးကဲအိမ်လေးပြန်ရောက်ပြီတရိုင်းမရောက်ပါပြီကဲဆိုတော့အိမ်ထဲလေးဝင်ပြီးတော့ခါကြတော့အေးစိနှက်လိုက်ရှော့ကာဘောက်ရထားမေ့နေတယ်လို့ရေးကြီးပစ္စည်းပြောရအဖိုးတန်ပစ္စည်းထည့်ထားမယ်အဲ့ထက်ကိုစနိုက်ဒင်နာပါခင်ဗျာဒီနေ့အတန်တစ်မျိုးတွေတိတ်မကြားပါလားထူးဆန်းနေလို့ပဲဝေးဓာတ်ပုံလည်းမရှိဘူးဟယ်လိုအတန်မကြားမိဘူးနော်ဟိုပါလေးရဲ့အတန်ဘယ်မှာပြောခဲ့ငါဟိုမနေ့ကမသွားရင်တော့ဒီမှာထားခဲ့တာမဟုတ်ဘူးဟမ် Where did it go ဟိုငါများတော့ထားရနေရလွဲလာမသိဘူးကြည့်လိုက်အောင်မယ်နည်းကလေးမလေး hello ကလေးဟာဟဲ့ဝါဝေးဒီနားမှာမရှိပါဘူး
ကြာသွားဟာလေကောက်လာအောင် Wait what's that အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အိမ်အောင်ထဲမှာစောင်းပြက်ကြီးတစ်ခုကိုသွားတွေ့မိလိုက်တယ်ပေါ့နော် လက်ထော်လားလက်ထက် Oh yeah, I don't know. Do we need to go there? It's Grand Terracotta is a terracotta la. Or a cutter. How about? I am my share the GG. I guess let's go. Oh. What is that? Entrance of the structure? E. Ah, buy later. Buy later, yeah. South side. Oh, what look at it? Oh, pass that. I don't know what that means, bro. It's the same. What does this even mean? Oh my god, cover 这样戏也白了，说下别记了。咱们西门的我们的个卖。哟，少东西，我都不等了。好吧 ，Take book, the one who died. How the one who died? No, they why lu deal. If you're looking for clues, like where did she go? Brody, she to be she ever doing you know. Next page. Why? Why do you want to find her so badly? I know how do you feel right now. But before I tell you where she is, do not regret on your decision. ဘာလို့သူ့မင်းရန်ကိုတော်တော်ရှာကျင်နေရတယ်မင်းဘယ်လိုခံစားရလဲငါသိပါတယ်ကွာအခုဒါပေမဲ့ဒီကိစ္စမင်းမပြောရမှာမင်းရဲ့ရွေးချယ်မှုပေါ့မင်းနောက်တော့မရပါနဲ့အတိတ်ပဲလည်းမရှိ She's in the sky when you fall. Is this heaven or question mark? You need to decide where will you go. She's flying upon the cloud. Go there before you're late. Go there as soon as possible. သူကကောင်းကင်ဘုံမှာရှိရဲ့မင်းရှာနေတဲ့အချိန်အဲ့ဟာနက်ပြည်လာတာမဟုတ်ရှင်မလားမင်းရေးချယ်ဖို့လိုပဲဆုံးဖြတ်ဖို့လိုပဲပေါ့မင်းဘယ်ကိုသွားမှာလဲသူကတဲ့ပြန်နေတဲ့တိမ်နေတဲ့ပုံမှာမင်းအဲ့ဒီကိုသွားပါမင်းနောက်မကြခင်မင်းမြန်ရအောင်သွားပါ Please don't matter her. သူ့ဘောစိတ်မတူပါနဲ့ She's in the sky upon the cloud. ဒါပေမဲ့သူပြောတဲ့သူကဘယ်လိုပြော It's the same person or not မဟုတ်အိပ်ပဲမှမရှိရပြန်တော့ပြီးရှာလိုက်ပါဦးကွာစာအုပ်ဖတ်တာလည်းကိုယ့်ကိုပွားရှာနေတော့ဟုတ်သေးတုံးဟာဒီနေ့လည်းသူ့တယ်မကြဗျာအဲ့ဆိုပြောစာအုပ်ထဲဟာတကယ်အမှန်နေလား
အခုကတခြားရှာစရာဘာမှမရှိရတော့စောစောစာအုပ်ပြန်တော့ဖတ် Okay ဒီစာပိုက်ကိုကြည့်ရအောင်သူကလည်းအပေါ်မှာတိတ်ကောင်းငင်ပေါ်မှာနော်wait ဘေးကဟာရကောင်က capital letter တွေဖြစ်နေပြီးတော့မှဒီမှာ small letter တစ်လုံးတွေ့ A E H R ခဏချရည်ဒီစောက်ကဒီစောက်ကဒီလိုပြန်ရေးလို့ရ I can write what ဒီစောက်က sign လုပ်ပြီးသားမှတ်ထား A နော် E ရယ်ပြီးတော့ဒီမှာ T H ဒီမှာ E ပြီးတော့ A D H ခဏဒီနားဆောင်းတွေတစ်ခုရှိယူကြည့်လိုက်ဒီမှာရေးလို့ရ A E T H E R I think I know this word yeah သိတယ်လို့အဲ့နော် aid aid mean like နတ်ပြည်ပဲမဟုတ်လားစောစားထဲမှာ heaven ပါ heaven ပြင် sky နဲ့ fly upon the clouds တိမ်ပေါ်မှာကောင်းကင်ပေါ်မှာနတ်ပြည်တောင်တခုရယ် small letter ရနဲ့ aid ဆို doesn't mean သူအပေါ်ရောက်သွားလား wait I think I know how to get I think I know like how to find her it might be the heaven of Minecraft I think I can go there with my Elytra it's time to fire I'm back I'm coming to find you ချိန်နေဘလောက်ပဲကြာတော့ပါလဲအမေကိုရှာဖို့လာနေပြီ